Freedom အတွက်ငါတို့တွေသချင်းဆက်လူငယ်တိုင်းရဲ့ရင်ပတ်ထက်ကိုကြည့်တစ်ချက်လွတ်လပ်မှုနဲ့ခံစားမှုကိုသိတဲ့ Generation Wave လို့ခေါ်တဲ့မျိုးဆက်လိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ကိုစစ်အာဏာရှင်စနစ်အမြင့်တွယ်နေတဲ့မြန်မာနိုင်ငံမှာဖိနှိပ်တဲ့အုပ်ချုပ်မှုနဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကိုအကြမ်းမဖက်တဲ့နီလန်သုံးပြီးတုံ့ပြန်ဖို့2009ခုနှစ်အောက်တိုဘာ9ရက်မှာဇေယျတော်မိုးသွေးမင်းရန်နိုင်အောင်စီဖြိုးစတဲ့လူငယ်တွေကဥဆောင်ဖွဲ့စည်းခဲ့ပါတယ်။နိုးထားကြလုံးသွေးသားရင်တို့ကြိုးစားပြဖို့ညှော်လင်းသောနေရတို့စီအလွှာပေါင်းစုံကလူငယ်တွေနဲ့စုဖွဲ့ထားတဲ့ GW အဖွဲ့ရဲ့နိုင်ငံရေးအန်တုမှုအဖွင့်စာမျက်နှာကို2009ရွှေဝါရောင်တန်ကအရေးခင်းတဲ့အတူစတင်ဖွင့်လှစ်လိုက်ပါတယ်မြေအောက်နိုင်ငံရေးလှုပ်ရှားမှုတွေကိုနီလန်ပေါင်းစုံနဲ့အဆက်မပြတ်လုပ်ခဲ့ကြသလိုတစ်ဖက်မှာလူအခွင့်အရေးတိုက်ပွဲဝင်ဖို့စွမ်းရည်မြင့်တင်တန်းတွေကိုပြည်တွင်းရောပြည်ပမှာပါလျှို့ဝှက်စွာလှုပ်ဆောင်လာကြပါတယ်2012-2013ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာပူးပေါင်းခဲ့သလို2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်တဲ့မတရားတဲ့ပုံမှန်တွေဖျက်သိမ်းရေးအတွက်လည်းဥဆောင်ခဲ့ကြပါတယ်နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်တောင်းဆိုခဲ့ကြသလိုအဖွဲ့ရဲ့တက်ကြွလူငယ်တွေကိုယ်တိုင်လည်းအာဏာပိုင်တွေရဲ့ဖမ်းဆီးထောင်ချခြင်းခံခဲ့ရပါတယ်လူထုအတွင်းလူအခွင့်အရေးအသည့်တွေဖြန့်ဖြူးခဲ့ကြသလိုလူအခွင့်အရေးချိုးဖောက်ခံရသူတွေဘက်ကရပ်တည်ပြီးတိုက်ပွဲဝင်ခဲ့ကြပါတယ်မောခွန်တစ်တမိုင်းစာမျက်နှာတူပါဝင်လို့ရှိဟို2021စစ်အာဏာသိမ်းခြင်းရဲ့နောက်ပိုင်းမှာ GW အဖွဲ့ဟာအာဏာရှင်စနစ်ပြုတ်ကျစေဖို့ဆက်လက်လှုပ်ဆောင်ခဲ့သလိုအဓိကလုပ်ငန်းစဉ်ဖြစ်တဲ့ပညာပေးခြင်းစီယုံလှုံ့ဆော်ခြင်းလူအခွင့်အရေးမှတ်တမ်းကောက်ယူခြင်းစတဲ့လုပ်ငန်းစဉ်၃မျိုးကိုပါပူးတွဲပြီးပြုလုပ်ခဲ့ပါတယ်ဂျန်စီလို့ခေါ်တဲ့လူငယ်မျိုးဆက်သစ်တွေရဲ့စစ်အာဏာရှင်စနစ်စန့်ကျင်ရေးလှုပ်ရှားမှုတွေကိုပံ့ပိုးခဲ့သလိုတော်လှန်ရေးတိုက်ပွဲတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့စွမ်းရည်မြင့်တင်ပေးခြင်းမြေအောက်နိုင်ငံရေးလှုပ်ရှားမှုအတွေ့အကြုံမျှဝေပေးခြင်းတို့ကိုလည်းပေါင်းစပ်ပြုလုပ်နေပါတယ်လက်ရှိပညာပေးလုပ်ငန်းစဉ်အနေနဲ့လူအခွင့်အရေးနိုင်ငံရေးအန်တုမှုလုပ်ငန်းစဉ်နဲ့လုံခြုံရေးဆိုင်ရာဆွေးနွေးပို့ချမှုတွေလုပ်နေသလို GW ရဲ့ကိုယ်ပိုင်ဟန်ဖြစ်တဲ့အမှုပညာဖန်တီးမှုတွေနဲ့လူထုကိုနိုင်ငံရေးစိတ်နှိုးကြားစေဖို့အတွက်လည်းလှုံ့ဆော်နေပါတယ်2023မှာဖွဲ့အစည်းကိုတီထောင်သူဇေယျတော်ကိုအကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးပြီးကြိုးပေးတပ်ဖြတ်ခဲ့သလိုအမာခံအဖွဲ့ဝင်တချို့လည်းဖမ်းဆီးထောင်ချခံခဲ့ရပါတယ်ညီညွတ်ခြင်းများနဲ့အသက်ပေးရေချစ်စို့ GW အဖွဲ့ရဲ့မူဝါဒကလူထုလှုပ်ရှားမှုလမ်းစဉ်ပါလူခွင့်ရေးကိုလေးစားလိုက်နာကျင့်သုံးပြီးစစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက်တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းအလုံးဟာသူတို့ရဲ့မဟာမိတ်တွေဖြစ်တယ်လို့မြန်မာတနိုင်ငံလုံးအာဏာရှင်အသီးသီးတို့ရဲ့လက်အောက်ကလွတ်မြောက်စေဖို့ GW အဖွဲ့ဟာပြည်သူတွေနဲ့အတူဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်ယုံကြည်မှုနဲ့လွတ်လပ်မှုတို့တိုင်းတိုင်းယုံကြည်မှုနဲ့လွတ်လပ်မှုတို့တိုင်းတိုင်းယုံကြည်မှုနဲ့လွတ်လပ်မှုတို့တိုင်း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 ပြည်ရဲ့လိုအပ်ချက်အရဖွဲ့စည်းပေါ်ပေါက်လာတဲ့ Generation Wave အဖွဲ့18နှစ်အရွယ်ရောက်လာပါပြီ။လိုင်းဆိုတာတလိုင်းပြီးတလိုင်းဖြစ်ပေါ်နေသလိုမျိုးဆက်ဆိုတာလဲအဆက်ပြီးတစ်ဆက်ဆက်လက်ချီတက်နေပါလိမ့်မယ်။ဒါဟာဘယ်အရာကမှတားဆီးလို့မရအမြဲရှင်သန်နေမယ်ဆိုတဲ့သဘောကိုစောင့်ခြင်းဖြစ်ပါတယ်။
တော့ရမလဲဘူးဒီလူကဘရောမှနောက်မစဘူးရှုံးမျိုးထုံးတဲ့မရှိဘူးဒီကောင်လေးမကြောက်ချစ်တိုက်မှာခုပင်ကြတယ်ငါတော့လာပြီကိုယ်အားမပြင်းနဲ့ယောမနဲ့တဲ့နိုင်မှာတွေ့ဝင်မနေပါရှေ့ဆက်နေမှာပဲ